Westeros မှာသစ္စာတရားဂုံတိတ်ခါနဲ့ယူသားမှုဆိုတာတွေဟာလျှင်မြန်စွာတည်ဆုံးသွားတတ်တဲ့အရာတွေဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုရုံးမှာကောက်ချက်မှုတွေပြည့်နေတဲ့ Westeros မြေပေါ်မှာဂုံတိတ်ခါနဲ့ရဲရင်မှုကိုမပြိုလဲပဲတာဝန်ကျေပြခဲ့တဲ့တူးသီးသောအမျိုးသမီးတိုက်ခတ်ရေးသူရဲကောင်းတစ်ယောက်ရှိခဲ့ပါတယ်။သူကတော့ Brienne of Tarth ပဲဖြစ်ပါတယ်။ငကားတွေမကောင်းဆိုးတဲ့လူတွေနဲ့နိုင်ငံရေးပြည်ရည်တွေကြားထဲမှာ Brienne ရဲ့ဇက်ကြောင်းဟာနှွေးထွေးပြီးအရန်ခွန်အားရှိပါတယ်။လူတွေရဲ့ကဲ့ရဲ့လောင်ပြောင်မှုတွေကြားကနေဒီလိုသစ္စာတရားတွေက Westeros ကအမျိုးသမီးတစ်ယောက်စီမှာဘယ်လိုကိန်းအောင်နေခဲ့လဲဆိုတာ Brienne of Tarth ရဲ့ဘဝခီးလမ်းကိုကျွန်တော်တို့ဒီနေ့ပြန်လည်ခန်းစားကြည့်ကြပါမယ်။ Brienne ကို Tarth ကျွန်းရဲ့တခင် Lord Swellwyn Tarth ရဲ့သမီးအဖြစ်မွေးဖွားခဲ့ပါတယ်။ Tarth ဆိုတာ Even for Hall လို့လူသိများပြီးအလွန်လှပတဲ့နီလာကျွန်းပဲဖြစ်ပါတယ်။ဒါပေမဲ့ကျွန်းလာတော့ Brienne ရဲ့ငယ်ဘဝကတော့မလှနေခဲ့ပါဘူး။ Westeros ရဲ့စံနှုန်းတွေကအမျိုးသမီးတစ်ယောက်ဟာနူးညံ့ရမယ်လှပရမယ်။မျိုးသားတစ်ယောက်ရဲ့ဇနီးကောင်းဖြစ်ရမယ်ဆိုပေမဲ့ Brienne ကတော့ငယ်စဉ်ကတည်းကအလွန်အရက်ရှည်တယ်ခန္ဓာကိုယ်ကြီးမားတယ်မိမဆန်တဲ့ရုပ်ရည်မျိုးမရှိခဲ့ပါဘူး။ဒါကြောင့်လူတွေကသူ့ကို Brienne the Beauty လို့တယော်ပြီးခေါ်ခဲ့ကြပါတယ်။ဒါပေမဲ့သူ့နှလုံးသားထဲမှာတော့အမျိုးသားတစ်ယောက်ရဲ့အပြုံးတစ်ချက်ကိုမျက်နှိုးခဲ့တဲ့အပြစ်ကင်းတဲ့မိန်းကလေးတစ်ယောက်ရှိနေတော့မှအဲ့ဒီအမျိုးသားကတော့ Renly Baratheon ပဲဖြစ်ပါတယ်။ Renly Baratheon ဟာ Tarth ကျွန်းကိုရောက်ရှိလာစဉ်မှာ Brienne ကိုလှောင်ပြောင်နေတဲ့အခြားမင်းကြီးမင်းသားတွေအများကြီးကြားကနေကာကွယ်ပေးခဲ့ပါတယ်။ဒါကပဲ Brienne ရဲ့ဘဝမှာပထမဆုံးအကြိမ်လေးစားခံရမှုဖြစ်ပြီး Renly ပေါ်မှာပေးဆက်လို့တဲ့သစ္စာတရားကိုမွေးဖွားပေးခဲ့ပါတယ်။မိန်းကလေးတစ်ယောက်အနေနဲ့လူများရဲ့ညင်းပယ်ခြင်းကိုခံရတဲ့အခါ Brienne ဟာဓာတ်ကိုကင်ဆွဲခဲ့ပါတယ်။မိန်းမတစ်ယောက်အနေနဲ့ချစ်ချင်းမြတ်တာမရနိုင်ဘူးဆိုရင်စစ်တရေတစ်ယောက်အနေနဲ့လေးစားမှုကိုရယူမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကသူ့ကိုတန်မဏိလိုမာကျော်တဲ့စစ်တီတစ်ယောက်ဖြစ်စေခဲ့ပါတယ်။ Renly က High Garden သူ Marjorie နဲ့လက်ထပ်ပြီးမဟာမိတ်ဖွဲ့ခုနှစ်ပြည်တော်တရဖူပိုင်ခွင့်အတွက်ကြိုးစားချိန်မှာ Brienne ဟာ Night of Flower လို့ခေါ်တဲ့ Loras တိုင်တွေကိုအနိုင်ယူခဲ့ပြီးဘရင်သက်တော်ဆောင်ဖြစ်လာပါတယ်။ဒါပေမဲ့ Renly က Stannis ရဲ့အရေးမော်အတက်နဲ့လှုပ်ကြံခံလိုက်ရတဲ့အခါ Brienne ရဲ့ကဘာကြီးပြိုလဲသွားခဲ့ပါတယ်။ Renly ကိုတတ်တာ Brienne မှာဆိုပြီးဆွဆွဲခံရချိန်မှာ Catelyn Stark ကသူ့ကိုကယ်ထုတ်ပေးခဲ့ပါတယ်။ဒီနေရာမှာ Brienne ဘဝရဲ့ဒုတိယမြောက်စာမျက်နှာသစ်စတင်ခဲ့ပါတယ်။ Catelyn Stark ရဲ့မြင့်မြတ်မှုနဲ့မိခင်မြတ်တာကိုမြင်တွေ့ရပြီးနောက် Brienne က Catelyn ထံမှာသစ္စာဆိုခဲ့ပါတယ်။ Catelyn ကသူ့ကိုဘရင်တတ်သမား Jaime Lannister ကို King's Landing ကိုပြန်လဲပို့ဆောင်ပြီး Sansa နဲ့ Arya Stark တို့ကိုပြန်လဲကယ်ထုတ်ပေးဖို့တာဝန်ပေးခဲ့ပါတယ်။ဒီနေရာမှာ Game of Thrones ရဲ့အကောင်းဆုံးအလေးနက်ဆုံးဇက်ကောင်ဆက်ဆံရေးတစ်ခုစတင်ခဲ့ပါတယ်။ Brienne of Tarth နဲ့ Jaime Lannister တို့ရဲ့ခရီးစဉ်မှာပဲဆက်စားခြင်းမှာ Jaime ဟာ Brienne ကိုလောရှည်မိမယုံမပေါက်တဲ့သူဆိုပြီးမခံကြီးမခံတာပြအောင်တယော်ခဲ့ပါတယ်။ Brienne ကလည်း Jaime ကိုတစ္ဆာမရှိတဲ့ Kingslayer လို့ဆက်ဆုပ်စွာခေါ်ခဲ့ပါတယ်။ဒါပေမဲ့ခရီးလမ်းမှာနှစ်ယောက်စလုံး Lock ရဲ့အဖမ်းကိုခံခဲ့ရပြီး Jaime ရဲ့လက်အဖြတ်ခံလိုက်ရတဲ့အချိန်မှာတော့အခြေအနေတွေပြောင်းလဲသွားပါတယ်။ကိုဆွန့်လွတ်တော့မဲ့ Jaime ကို Brienne ကမင်းမတိုက်ပွဲတွေကြံသေးတယ်လက်တစ်ဖက်မရှိလဲယောက်ျားတစ်ယောက်လိုရင်ဆိုင်ရမယ်ဆိုပြီးအားပေးခဲ့ပါတယ်။ Jaime ကလည်းဝုံနဲ့တပ်ပုတ်နေရတဲ့ Brienne ကိုပြန်လဲကယ်တင်ခဲ့ပါတယ်။ Jaime ကမကောင်းတဲ့သူမဟုတ်ပဲစနစ်ဆိုးကြောင့်နားလည်မှုလွဲခံထားရတဲ့သူဆိုတာ Brienne ပထမဆုံးခံစားလိုက်ရပြီး Jaime ကလည်း Brienne ရဲ့မကောက်ကျစ်တဲ့သစ္စာတရားကိုလေးစားသွားခဲ့ပါတယ်။ King's Landing အရောက်မှာတော့သူ့အဖေကသူ့အတွက်လုပ်ပေးထားတဲ့ Valyrian Steel ဓာတ်ကို Jaime က Brienne ကိုလက်ဆောင်ပေးခဲ့ပါတယ်။အဲ့ဒီဓာတ်ကိုသစ္စာစောင့်တည်သူလို့အမည်ပေးခဲ့ပါတယ်။ Catelyn Stark ပေါ်ထားတဲ့သစ္စာအတိုင်း Sansa Stark ကိုရှာဖွေကာကွယ်ဖို့တာဝန်ပေးခဲ့ပါတယ်။ Tyrion ကလည်းသူ့ရဲ့လက်ထောက် Podrick ကို Brienne ကိုသစ္စာခံစေဖို့ထည့်ပေးလိုက်ပါတယ်။ Brienne ဟာ Podrick နဲ့အတူ Westeros တခွင်ခက်ခဲခီးသွားပြီးနောက်မှာတော့Arya Stark ကိုရှာတွေ့ခဲ့ပါတယ်။ Catelyn Stark စီမှာဘာလို့သစ္စာခံခဲ့တာလဲဆိုတဲ့ Arya ရဲ့မေးခွန်းကိုလည်းမဖြေနိုင်။ Lannister လက်ရနဲ့ Valyrian ဓာတ်ကိုပါကင်ထားတဲ့ Brienne ဟာအထင်လွဲမှားခံရပြီး The Hound နဲ့အသေးကြီးတိုက်ခိုက်ကြပါတော့တယ်။တိုက်ခိုက်ပြီးအနိုင်ရသွားချိန်မှာတော့ Arya ကလည်းပျောက်ဆုံးသွားခဲ့ပါတယ်။နောက်ဆုံးမှာ Sansa Stark ရှိနေတဲ့ Winterfell အနီးနားမှာပဲစောင့်ကြည့်နေခဲ့ပြီးကယ်ထုတ်နိုင်မှုအတွက်အချိန်ခါကိုစောင့်ဆိုင်နေခဲ့ပါတယ်။ Winterfell ရဲ့အိမ်စီကနေတဆင့် Sansa စီကိုလည်းသတင်းစကားတွေပို့နိုင်ခဲ့ပြီးနောက်ဆုံးမှာ Ramsay Bolton ရဲ့နှိပ်စက်မှုတွေကနေကယ်ထုတ်နိုင်ခဲ့ပါတယ်။ Catelyn Stark ထံပေးထားတဲ့ဂတိကိုနောက်ဆုံးမှာဖြည့်ဆည်းနိုင်ခဲ့ပါတယ်။ Winterfell ရဲ့မဟာတိုက်ပွဲမတိုင်ခင်ညမှာတော့အားလုံးစုဝေးစကားပြောနေတော့ Brienne ဟာအမျိုးသမီးတစ်ယောက်ဖြစ်လို့သူရဲကောင်းပွဲမရနိုင်ဘူးလို့အားလုံးကထင်နေချိန်မှာ Jaime Lannister ကဓာတ်ကိုဆွဲထုတ်လိုက်ပါတယ်ပြီးတော့ညီတီသူရဲကောင်းမဆိုအခြားသူတူဦးကိုသူရဲကောင်းပွဲပေးပိုင်ခွင့်ရှိတယ်ဆိုတဲ့စကားကိုပြောလိုက်ပြီးသူ့ရှိမှဒူးထောက်ခိုင်းလိုက်ပါတယ်သစ္စာပေးပြီးွားချိန်မှာတော့ Brienne က Westeros ရဲ့တမိုင်းမှာပထမဦးဆုံးသောတရားဝင်အမျိုးသမီးသူရဲကောင်းဖြစ်လာခဲ့ပါတယ်ဒီအခန်းမှာ Brienne ရဲ့မျက်နှာပေါ်ကဝမ်းမြောက်မှုနဲ့ဂုဏ်ယူမှုမျက်ရည်တွေက Game of Thrones တစ်လျှောက်လုံးမှာအကောင်းဆုံးပေးဆက်မှုရဲ့ရလဒ်တစ်ခုဖြစ်ခဲ့ပါတယ်ညဘရင်ကိုအနိုင်ရရှိပြီးနောက်မှာတော့ Winterfell ရဲ့အောင်ပွဲခံစားတောက်ပွဲညမှာ Brienne နဲ့ Jaime တို့ဟာပထမဆုံးအကြိမ်ဖြစ်အတူတကွအိပ်စက်ခဲ့ကြပြီးနှစ်ပေါင်းများစွာစိတ်ထဲမှာကိန်းဝတ်နေတဲ့တန်ရောစင်တဲ့အချစ်ကိုဖွင့်ဟခဲ့ကြပါတယ် Brienne အတွက်ကတော့ဒါဟာသူ့ဘဝမှာပထမဆုံးအကြိမ်အမျိုးသားတစ်ယောက်ရဲ့အချစ်ကိုအစစ်မှန်ခံစားလိုက်ရတာဖြစ်ပြီး Jaime နဲ့အတူအေဂျင့်နဲ့အနာဂတ်တစ်ခုကိုမျှော်လင့်ခဲ့တာပါဒါပေမဲ့ Cersei က Daenerys ရဲ့တပ်ဖွဲ့တွေကိုရေတပ်နဲ့တိုက်ခိုက်လိုက်ပြီး Missandei ကိုဖမ်းဆီးလိုက်တယ်ဆိုတဲ့သတင်း Winterfell ကိုရောက်လာတဲ့အချိန်မှာတော့ Jaime ဟာ Brienne မသိအောင် King's Landing ကိုတိတ်တဆိတ်ထွက်ခွာ
ခွာဖို့ပြင်ဆင်ခဲ့ပါတယ်ဘရီယန်ဟာဂျေမီကိုတွားရောက်တားဆီးခဲ့ပါတယ်ဂျေမီကသူပြုတ်လုခဲ့တဲ့မြတ်ရုပ်မှမှုတွေကိုပြန်ပြောပြပြီးသူ့ကိုယ်သူအပြစ်သားအဖြစ်ပုံဖော်ကဘရီယန်ထံမှာထောက်ခွာသွားခဲ့ပါတယ်ဘရီယန်ဟာဂိမ်းရုံတုံးတစ်လျှောက်လုံးမှာတမန်နီလိုမာကျော်ပြီးတက်တိရှိရဲ့စစ်သူရဲ့တယောက်အဖြစ်ပဲမြင်တွေ့ခဲ့ရတာပါဒါပေမဲ့ဂျေမီထွက်သွားမယ့်အချိန်မှာတော့ဘရီယန်ဟာကျေးဇူးပြုပြီးမသွားပါနဲ့ငါနဲ့ပဲအတူနေပေးပါဆိုပြီးပါးပြင်မှာမျက်ရည်စီးကြကအတနာခံတောင်းပန်ခဲ့ပါတယ်ဒါဟာဘရီယန်ဇက်ကောင်ရဲ့အထိခိုက်လွယ်ဆုံးနဲ့အားနည်းဆုံးအခိုက်အတန့်ဖြစ်ပါတယ်ဂျေမီကိုစာစီရဲ့အမှောင်ရမတ်ထဲကနေကယ်ထုတ်နိုင်ခဲ့ပြီလို့ယူဆထားပြီးမှစာစီစီပြန်သွားမယ်ဆိုတဲ့အခါဂျေမီတေဆုံးရတော့မယ်ဆိုတာကိုဘရီယန်စိတ်ထဲကနေကြိုတင်သိရှိနေတဲ့အတွက်ပူစီတော့ကအကြီးကျယ်ရောက်ခဲ့ရပါတယ်ဂျေမီကသူ့ရဲကောင်းဘွဲပေးအပ်ခဲ့ပြီးချစ်သူအဖြစ်စီးကြော်ခဲ့ပြီးမှစာစီရဲ့အစိတ်အတောက်အချစ်စီပြန်သွားခဲ့တာကြောင့်ဘရီယန်ဟာကိုတန်တရားဝင်သွားစေခဲ့ပါတယ်သူ့ရဲ့ငယ်စဉ်ဘဝလိုပဲငါဟာမိန်းမတယောက်အနေနဲ့ချစ်ချင်းမြတ်တာနဲ့မထိုက်တန်ပါလားဆိုတဲ့စိတ်တန်ရာဟောင်းပြန်ပေါ်လာခဲ့တာဖြစ်ပါတယ်အားလုံးပြီးဆုံးသွားပြီးတော့နိုင်ငံရေးတွေပြီးဆုံးသွားတဲ့အချိန်မှာတော့ဘရီယန်ဟာဘရင်ဘရန်စတက်ရဲ့တက်တော်ဆောင်တပ်ဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်ဘရီယန်ဟာဘရင်တက်တော်ဆောင်တွေရဲ့တမိုင်းစာအုပ်ကိုဖွင့်လိုက်ပြီးတေဆုံးသွားခဲ့ပြီဖြစ်တဲ့ဂျေမီရဲ့လှုပ်ဆောင်ချက်တွေကိုဖြည့်ဆွတ်ရေးသားခဲ့ပါတယ်ဂျေမီဟာသူ့ကိုစွန့်ပစ်ပြီးတေဆုံးသွားခဲ့ပေမဲ့ဘရီယန်ဟာအာဃာတမထားခဲ့ပါဘူးဂျေမီဟာဘရင်နဲ့သူချစ်တဲ့အမျိုးသမီးကိုကာကွယ်ရင်းအသက်ပေးခဲ့တဲ့သူရဲကောင်းအဖြစ်စာအုပ်ထဲမှာဂုဏ်ပြုရေးသားပေးခဲ့ပါတယ်ဘရီယန်တော့တပ်ဆိုတာဂိမ်းတော်တုံးရဲ့ရုပ်ပိုင်းဆိုင်ရာအလှတစားတွေနဲ့ဝေးကွာပေမဲ့စိတ်သက်အလှတစားအပြည့်အဝဆုံးသက်ကောင်ပဲဖြစ်ပါတယ်သူဟာကဲ့ရဲ့လှောင်ပြောင်မှုတွေကိုနာကျင်မှုဖြစ်မပြောင်းလဲပဲခွန်အားဖြစ်ပြောင်းလဲခဲ့ပါတယ်သစ္စာဖောက်မှုတွေနဲ့ပြည့်နေနေတဲ့လောကကြီးထဲမှာကိုယ့်ရဲ့ဂတိသစ္စာကိုအသက်နဲ့လဲပြီးစောင့်ထိန်ခဲ့ပါတယ်ဘရီယန်ရဲ့ဇက်လန်ကကျွန်တော်တို့ပေးခဲ့တဲ့သင်ခန်းစာကတော့လောကကြီးရဲ့တင့်ကိုဘလို့ပဲအကဲဖြတ်ပါစေတင့်ရဲ့တန်ဖိုးနဲ့ဂုဏ်သိက္ခာကိုတင့်ရဲ့လုံရက်တွေနဲ့ပဲဖန်တီးယူရမယ်ဆိုတာပါအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျ